မဲများပေးကြရာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌမူကြီးမင်းအောင်လှိုင်ဟာပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနဲ့ဇနီးများကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တမတော်အရာရှိကြီးများနဲ့ဇနီးများအရာရှိစစ်သည်မိသားစုဝင်များနဲ့အတူနေပြည်တော်ကောင်စီနယ်မြေဇေယျသီရိမြို့နယ်အနော်ရထရဲပေးပါတယ်ပြန်လည်ဖြည့်ကြားခဲ့ပါတယ်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံလွတ်လပ်ပြီးတရားမျှတတဲ့ရုပ်ကပေါ်ဒီနေ့မဲပေးတာကြည်လိုက်ရင်သိလိမ့်မယ်နော်။နောက်မဲပေးဖို့အတွက်ချိုးတင်နဲ့ကဏ္ဍတွေရှိတယ်အကျိုးကာလတွေပေါ့အဲ့မှာပါတီတွေရဲ့လှုပ်ဆောင်ချက်တွေနောက်ပြီးအုပ်ချုပ်ရေးဖွဲ့စည်းရဲ့လှုပ်ဆောင်ချက်တွေနောက်တော့ကရုပ်ကပေါ်ကော်မရှင်လှုပ်ဆောင်ချက်တွေကြည်လိုက်ရင်လည်းတွေ့ပါလိမ့်မယ်။ဒီနေ့မဲပေးတဲ့အခါမှာလည်းမဲပေးပြီးညနေကြတဲ့အတန်ထွက်လာမှာပဲလေဟုတ်လားဖြစ်အကြိုင်နဲ့ပြောလို့ရတာပေါ့ကျွန်တော်တို့ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့အမှတ်ခံတယ်။တမတော်လို့တာနာမည်ပြတ်မခံပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာအကြီးကျယ်နာမည်ပြတ်ခဲ့တယ်။တော်တော်ဆိုးဆိုးဝါးဝါးကိုဖြစ်ခဲ့တာ။ရုပ်ပြဆင်းပြက်ကိုနိုင်ငံမှာလည်းအချက်တကွဲဖြစ်ခဲ့တယ်။ဟိုတချို့ကြောက်လဲမတိကျုံးလို့ပြုတ်နေတာတကယ်တော့ကျွန်တော်ကတကယ်စစ်ခိုက်တယ်လို့ကျွန်တော်သိပါတယ်။တကယ်ကိုဆိုးဆိုးဝါးဖြစ်ခဲ့တယ်။ဘလို့မှနားလဲပေးလို့မရတဲ့အတွက်ကြောင့်ဒီခြေနေတိရောက်သွားတာဖြစ်တယ်။ဒါကြောင့်ပြီးတဲ့ချိန်ကြလို့ရှိရင်တော့ကြည့်ပါလို့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့ဒီနေ့ဒီချိန်ပေါ့ပြီးလာမယ့် January 7 ရက်နေ့မှာဒီချိန်နောက် January 25ရက်နေ့မှာဒီချိန်3ချိန်ပေးမယ်အဲ့ဒီမှာကြည့်ပါအဲ့ဒါပြီးတော့မှပြောပါလို့ကျွန်တော်ပြောချင်ပါတယ်